နေစီတော့ဒီမှာကားတယ်နေစီဥယျာဉ်နေရာလေးပဲဖြစ်ပါတယ်ခင်ဗျာပြည်ဦးလွယ်နှင်းစီကားထဲမှာခင်ဗျာနှင်းစီချမ်းနဲ့ပြည်ဦးလွယ်ဒါတိတိဆန်ကိုဦးဇင်းတို့ရောက်ရှိနေရဖြစ်ပါတယ်အဲဒီမှာရမ်းလာတယ်ဟိုမှာနှင်းစီဖမ်းတယ်အများကြီးပဲအဲ့ဒါကတော့ဒီမှာနှင်းစီမျိုးမျိုးလူတွေကတော့တယောက်ကိုလာ9000ပေးရပါတယ်ခင်ဗျာပုတ်တွေကတော့မပေးရပါဘူးကဲဒီမှာဦးဇင်းတို့နှင်းစီချမ်းဆိုတော့တီးတန့်လုပ်ပေးထားပါတော့နော်ဟိုမှာဗီဒီယိုရိုက်တယ်ရတယ်ဒီလေးဒါကတော့သူတို့ဖြတ်ထားပါတော့တုံးနေတုံးမှဆိုတော့လှတယ်ဒီမှာမကျင်းဒါကလေးတွေကြိုက်ပါနော်စူသားလေးနဲ့ကလေးတွေကြိုက်ကဲဦးဇင်းတို့တော့ဆက်သွားမယ်အဲမှာရုံမူလေးတွေနဲ့လှတယ်ဗျပန်းလေးမကျင်းဒါဆိုလို့ရှိရင်ဒီမှာဒါကြောင်မိုးဆောင်းတဲ့ကြောင်ပန်းနေအလှတွေကြီးတယ်ဒီမှာသွားလဲဒီဘက်ပတ်တော့ဒီမှာဟဲ့လေဒီသုံးနေစက်နေမှာပြီးတော့နော်အဲ့လိုလားမသိအဲဒီမှာဒီမှာကြောင်း6လပန်းခေါ်တာဒီကြောင်းမှာဆိုင်တော့ပွင့်သေးဘူးကောင်းကြီးရမ်းလာ6လပြည့်ရင်6လပန်းခေါ်တာပေါ့နော်သူတို့ဒီပင်က6လပြည့်ရင်တော့တုံးပြီဟော6လဟောတယ်တစ်ခါပွင့်6လခံတယ်ပေါ့အဲ့လိုလားဟုတ်ပါမကြလှရကဲဒီမှာဒါတော့အပွင့်နေအောင်မရှိတော့6လပန်းနဲ့6လခံရတယ်ခင်ဗျာဒါနှင်းစီဥယျာဉ်ကြီးနော်ဘိုးမှာနှင်းစီရမ်းလာဒါနှင်းစီအုံနေတယ်မှာနှင်းစီအုံနေဗျာလှဒါတော့ပြူးလင်မျိုးနှင်းစီကားတယ်ပေါ့နော်နှင်းစီခြံလို့ခေါ်ပါမြန်မာတွေကတော့အခုရောက်နေတာဖြစ်ပါတယ်လူတွေကတော့တယောက်9000ဘုန်းကြီးကတော့ဖရီအဝါတွေဘုဘကပန်းလာလာတယ်မကြီးကျင်းလားရတယ်တမလားအေးရကောင်းကွာဟိုဘက်တည်းမှာသွားရင်ဒါဟိုဘက်တည်းမှာသွားတော့ဒီဘက်ကပိတ်နေဖြစ်နေမှာဆိုနှင်းစီကားတယ်မှာနော်နှင်းစီဘယ်လောက်လှလဲဆိုတော့ဒီမှာကြည့်ရမအောင်ဗျာပန်းကင်းကဲဒါတခုပါကဲဒီပါဒါနှင်းစီဟုတ်တော့ပေါ့ဗျာနှင်းစီပေါ့ဟိုဘက်ကတော့ဒါနှင်းစီဒီက coffee cave coffee bar ရမ်းလာတယ်အဲဒီဦးရလည်းအေးအေးမြမြလေးခင်းတခင်းလုံးလှ
ကဲဒါကတော့ဒီဒီချိုင်အပြင်ဘက်ကနေရာလေးပါမယ်ကဲဒီမှာကဲဒီမှာလာကာမင်းချန်တောင်ဆောင်ကနေဦးဆုံးပြန်ရိုက်ထားတဲ့ဒီလိုမျိုးရဲ့ဒီနေ့ရက်ကွက်ကိုပဲဖြစ်ပါတယ်ဟုတ်ကဲ့လဲလဲချွတ်သွားပြီ တော့ရှိနေဒီကောင်အကောင့်သေးရလူစုလို့မရဘူးလူစုရရဟာရှိတယ်ဟုတ်လားဒါလူစုရရငှက်ကလေးအောင်တနာအကောင်လေးကောင်လူစုရခလေးတွေပေါ့ဟိုမှာတိုးအုပ်စုကဲဟိုမှာတိုးအုပ်စုကနေချာရဲ့ restaurant ပေါ့စားတော့ဆိုင်ဒီမှာလေအများကြီးလှကဲဟိုမှာလီရှူးပါတယ်ဒါကတော့တော်လန်လေးတိုင်းဒီ channel ကိုကျွန်တော်ပြန်တက်ပါအောင်ကဲမှာကြောင်းဒီကလည်းပန်တမျိုးပဲဒီမှာလည်းပန်တမျိုးပဲအဲ့ဒီရမ်းလှကြည့်ကြပန်းအုံဒီဘက်တက်လို့ရဟိုလည်းပန်းအုံကြည့်ဒီမှာဒီမှာလည်းတို့ဘန်ကလိုလေးနဲ့စားတော့ဆိုင်လေးဟိုမှာလီရှူးမဟုတ်လားမသိဟိုဒီမှာလည်းတစ်ခုဒီလိုပါကျန်လား တော့ဖိုင်ကဲဒီပါဒီကနေဦးစနေဒီလိုသွားတယ်ဒီမှာဂါရီကပန်းတစ်မျိုးဂါရီကဲဒီမှာရောနင်းနေကြီးလာတာဗျာဒီပါလေးရောဒီမှာဒီပြန်ရိုက်မယ်ဒါတော့ဦးဇင်းတို့အဝင်ရောအထွက်ကောပြောလို့ရတယ်နော်ဦးဇင်းတို့ပြန်ရိုက်ဒီမှာစာအုပ်လားဒါဦးဇင်းတို့ဒီကနေပြန်ရိုက်နေတဲ့အနေထားပါနော်ဒီကားရင်းဆောက်ကြရတယ်အဲ့တော့ယူလာလေ အဲဒီပါဦးဇင်းတို့ဒါပြန်အထွက်ပြန်ရိုက်ကဲဒီဒီမှာကားရင်းကိုဗျာဦးဇင်းတို့ဒါပြူးလိုမျိုးရောက်ရင်တော့တစ်ခေါက်လောက်တော့လာပြီးဖို့ဦးဇင်းတို့တွေဖိတ်ခေါ်ပါတယ်ရလာလားဟယ်လိုကိုစိတ်နဲ့ဗျာကျမ်းမှာချမ်းသာတော်ဝင်ရပါစေဖိတ်ခတ်တဲ့ညခတ်တဲ့ကြောင်းညခတ်တဲ့ညနဲ့ခင်းရပါစေဗျာလာပါရင်နဲ့ထပ်တူခံစားနိုင်တဲ့ဘဝကြီးဖြစ်ပါစေလို့ဆုမွန်ကောင်းတောင်းလိုက်ပါတယ်